အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျမ်းမာရေးတစ်ခုကြောင်းဝင်ပြချင်ပါတယ်ဒါကတော့စီလန်းချောင်းပိုးဝင်ခြင်းကြောင်းပါဘာလို့ဒီစီလန်းချောင်းပိုးဝင်ခြင်းကြောင်းကိုရွေးချယ်ရတယ်လဲဆိုရင်မျိုးသမီးထောက်ဝက်ခန့်ပေါ့နော်10ယောက်မှာဆို9ယောက်ကစီလန်းချောင်းပိုးဝင်ခြင်းကိုခံစားနေရပါတယ်ကျွန်တော်တို့စီလန်းချောင်းပိုးဝင်တယ်ဆိုတာမှာကြောက်ကက်ရှိတယ်ကြောက်ကက်နဲ့စီးအိမ်ကိုဆက်ထားတဲ့ပြုံရှိတယ်အဲ့ဒီမှာစီးအိမ်ကနေပြီးတော့မှကျွန်တော်တို့အပြင်ကိုထွက်ဖို့ပေါ့နော်စီးစွန့်ပြုံဆိုတာရှိတယ်အဲ့ဒီလမ်းကြောင်းတစ်လျှောက်ဘယ်နေရာမှာဆိုပိုးဝင်တာကိုစီလန်းချောင်းပိုးဝင်ခြင်းလို့ခေါ်ပါတယ်စီလန်းချောင်းပိုးဝင်တာအဓိကတော့ဗတိတရားပိုးကြောင့်ဖြစ်တာပါ E. coli ဆိုတဲ့ဗတိတရားပိုးကြောင့်ဖြစ်တာဒါပြင်တခြားသော virus တို့မှုပိုးတို့ကြောင့်လည်းစီလန်းချောင်းပိုးဝင်ခြင်းကိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဟုတ်ပြီကျွန်တော်တို့စီလန်းချောင်းပိုးဝင်တယ်ဆိုရင်ဘယ်လိုလက္ခဏာတွေခံစားရမလဲစီးပူမယ်စီးကျင်မယ်စီးအောင်မယ်စီးကုံအောင်မယ်ပေါ့နော်စီးရဲမှာအနှဲတွေပါမယ်စီးရနံမယ်စီးသွားမွားတာတွေဖြစ်တတ်တယ်ရုပ်ဆွဆုံးပေါ့နော်နောက်ဆုံးစီးထဲမှာသွေးတွေတောင်မှပါကောင်းပါနိုင်တယ်ပေါ့စီလန်းချောင်းပိုးဝင်တာနီလန်းမှန်ကန်စွာနဲ့ကုသမယ်ဆိုရင်တတ်တာပြောက်ကင်းနိုင်ပါတယ်နီးစရာကြောင်နဲ့ပြပြီးတော့အထက်မှာပြောခဲ့သလို80ရာခိုင်နှုန်းလောက်က E. coli လို့ခေါ်တဲ့ဗတိတရားပိုးကြောင့်ဖြစ်တာမို့လို့ဆရာဝန်ကပရိဒီဝပိုးသက်ဆေးတွေပေးတတ်တယ်တချို့သောလူတွေကမှထက်ခါဖြစ်နေတဲ့လူတွေရှိတယ်သူတို့တက်မှာဆိုရင်တော့ပရိဒီဝပိုးသက်ဆေးပမာဏနည်းနည်းနဲ့ရေဆွဲတောက်ခိုင်းတာတွေလည်းရှိတယ်ဒါတွေကတော့နီးစရာဆရာဝန်ကလူနာရဲ့အခြေအနေပေါ်မူတည်ပြီးတော့ကြည့်ပြီးတော့ဆုံးဖြတ်ပေးမှာဖြစ်တယ်ကျွန်တော်ဒီထဲမှာကျမ်းမာရေးအမှားတစ်ခုကြောင်းပေါ့နော်ဘုဟုတုဒအမှားလို့လည်းဆိုရမလားအဲ့ဟာကိုဝင်ရကျင်တယ်စီလန်းချောင်းပိုးဝင်ကျွန်တော်လေးစစ်လို့ခေါ်တယ်ဖြူစီမိုက်လို့ခေါ်တယ်စီးသေးတွေတောက်နေကြတယ်တကယ်တော့စီးသေးဆိုတာကကျွန်တော်တို့ကနှလုံးမကောင်းလို့အဆုတ်ထဲမှာရေတွေရှမ်းနေတာကြောက်ကမကောင်းလို့ခန္ဓာကိုယ်တွေဖောရောင်နေရမှာအဓိကသုံးတဲ့ဆေးဖြစ်ပါတယ်စီလန်းချောင်းပိုးဝင်ရမှာသုံးတဲ့ဆေးမဟုတ်ပါဘူးယူဆကြတယ်ပေါ့ရေများတောက်ရင်စီးများသွားပြီးတော့စီလန်းချောင်းပိုးဝင်တာတက်တာတယ်ဒါပေမဲ့လို့ဒီလေးစစ်တွေဆေးတွေထိုးလိုက်ပြီးတော့ဆေးတွေတောက်လိုက်ပြီးတော့စီးရနေရေထွက်တာနဲ့တော့မတူဘူးဘာလို့လဲဆိုတော့ခန္ဓာကိုယ်ကပိုရှမ်းနေတဲ့ရေတွေမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ကရှိနေတဲ့ရေတွေကိုဒီဆေးကြောင့်မလို့ဆွတ်ထုတ်သွားမှဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကိုစိုးကျိုးတွေများသေးတယ်ဒါပြင်လျှော့ရတဲ့အထိတောင်မှဖြစ်နိုင်တယ်လျှော့ရဘူးတဲ့လူနာတွေကိုလည်းကြုံမှုတယ်ဒါကြောင့်မို့လို့စီလန်းချောင်းပိုးဝင်တဲ့အခါမှာဆိုဒီလေးစစ်ဆိုတဲ့ဆေးဖလူစီမိုက်ဆိုတဲ့ဆေးကိုမတောက်သုံးသင့်ဘူးပေါ့နော်ကျွန်တော်ထပ်ပြီးဝင်မြပေးမှာကစီလန်းချောင်းပိုးဝင်နေတဲ့လူတွေပိုးဝင်ပြီးတဲ့လူတွေအနေနဲ့ဒီကျွန်တော်ဝင်မြပေးမယ်အချက်6ချက်ကိုသာလိုက်နာမယ်ဆိုရင်စီလန်းချောင်းပိုးဝင်ကြီးကနေပြီးတော့ကင်းဝေးဖို့ထောက်ကူပြုမှာဖြစ်ပါတယ်နံပါတ်1ကတော့ရေများများတောက်ပါရေများများတောက်တာဆိုရင်ကျွန်တော်တို့ကရောက်ပြီးသားလူတယောက်ကတရက်ကိုရေ8ဖန်ကွာတောက်တဲ့နယ်လို့ကျမ်းမာရေးပညာရှင်အများစုကထောက်ခံထားတယ်ရေ8ဖန်ကွာဆိုတာကခံမှန်း2လီတာပေါ့နော်ဒါပေမဲ့လို့စီလန်းချောင်းပိုးဝင်နေတဲ့လူတွေပိုးဝင်ပြီးသားလူတွေကသတိထားပြီးတော့တရက်ကိုရေ2လီတာထက်ပိုပြီးတော့တောက်တဲ့နယ်3လီတာလောက်ထိတောက်တဲ့နယ်ဘာလို့လဲဆိုတော့ရေတောက်တဲ့အခါမှာထပ်မှပြောခဲ့သလိုစီးခဏသွားတယ်စီးခဏသွားတဲ့အခါမှာဆိုဒီပိုးတွေဟာဆိုရင်စီးနဲ့တူပါသွားနိုင်တယ်ဥပမာအောက်ကနေတက်လာတဲ့ပိုးတွေပေါ့အဲ့ဒါဆိုရင်ပါသွားနိုင်တယ်အောက်ကနေတက်လာတဲ့ပိုးလို့ဘာလို့ပြောရလဲဆိုရင် E. coli ဆိုတဲ့ပိုးကကျွန်တော်တို့ဥလန်းချောင်းထဲမှာရှိတယ်ဝမ်းသွားတဲ့အခါမှာဆိုရေဆေးကြီးမမှန်ကန်ခြင်းရှိပြင်ပေါ့နော်ဥပမာအရှိကနေနောက်ကိုမဆေးပဲအနောက်ကနေရှေ့ကိုဆေးတဲ့အခါမှာဆိုရင်ဒီမစင်တွေကနေပြီးတော့မိမကိုစီလန်းချောင်းနဲ့ပိုးဝင်သွားနိုင်တယ်ဒါကြောင့်မလို့ပိုးတွေကအထက်ကိုဆန်တက်ပြီးတော့ယောဂပိုးဖြစ်နိုင်တယ်ပေါ့နော်မျိုးသမီးတွေကမျိုးသားတွေထက်စီးစွန့်ပြုံပိုးတိုတာကြောင့်မလို့စီလန်းချောင်းပိုးဝင်ခြင်းကိုပို့ပြီးတော့ခံစားရတာဖြစ်ပါတယ်ဒါကြောင့်မလို့နံပါတ်1ရေတောက်မပြင်းပါနဲ့ရေများများတောက်ပေးပါဒါဆိုစီလန်းချောင်းပိုးဝင်တာတွေတို့စီးကြောက်တဲ့တာတွေတို့တော့မှကာကွယ်နိုင်တဲ့အခြေခံကြဆုံးချက်ဖြစ်ပါတယ်နံပါတ်2ဗီတာမင်စီမြှဝဲပါ2019ခုနှစ်မှာလေ့လာမှုတစ်ခုလုပ်ခဲ့တယ်ကျွန်တော်တို့ကဗီတာမင်စီ100 mg တိုက်တယ်ပေါ့နော်ဗီတာမင်စီ100 mg တောက်တဲ့လူတွေဟာနေ့စဉ်တောက်တဲ့လူတွေဟာမတောက်တဲ့လူတွေထက်စီလန်းချောင်းပိုးဝင်မှုကနည်းတယ်စီလန်းချောင်းပိုးဝင်နှုန်းနည်းတယ်ပေါ့ဗီတာမင်စီ100 mg ကိုတောက်ခိုင်းတာပါတချို့ကြတော့လွန်ကဲစာတောက်တာတွေရှိတယ်ဗီတာမင်စီတစ်ရက်ကိုကျွန်တော်တို့ကဆိုရင်1000 mg ထက်ပိုပြီးတော့မတောက်သင့်ဘူးပေါ့နော်1500 2000ထက်ပိုတောက်နေတဲ့လူတွေဟာဆိုရင်ကြောက်ကပ်ပြတ်တာဖြစ်တတ်တယ်စီးကြောက်တဲ့တာတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဗီတာမင်စီကိုတစ်ရက်ကို1000ထက်ပိုပြီးမတောက်သုံးဖို့အကြံပေးခြင်းတယ်ဒါအပြင်ဗီတာမင်စီကိုကျွန်တော်ကပြင်ပအစားအစာတွေကရယူလာတာအားပေးတယ်ကျွန်တော်အနေနဲ့ကကြတော့ဥပမာတံမြာသီးတို့ရှောက်သီးတို့မလကာသီးတို့ဗီတာမင်စီပိုးကြော်ရတဲ့အသီးနှံတွေကအများကြီးရှိပါတယ်အဲ့ဒီအသီးနှံတွေကနေပြီးတော့ရယူဖို့အကြံပြုခြင်းပါတယ်နောက်ကနံပါတ်3က cranberry ပေါ့နော်အနီရောင် berry သီးတွေစားပါကျွန်တော်တို့နိုင်ငံမှာတော့ရှားတယ်အနီရောင် berry သီးကဒါပေမဲ့လို့အနီရောင် berry သီးကထုတ်ထားတဲ့ supplement တွေတော့ရှိပါတယ်မြန်မာနိုင်ငံမှာcranberry ကဘာကြောင့်လဲဆိုရင် cranberry ကကျွန်တော်တို့စီလန်းချောင်းမှာအလွှာပါးလေးတစ်ခုဖြစ်ပေါ်စေတယ် E. coli ဆိုတဲ့ပိုးကစီလန်းချောင်းပိုးဝင်ဂျိတ်တွေနဲ့စီလန်းချောင်းရဲ့အမေးပန်းနေရတွေကိုတွေ့ကတ်တာဖြစ်တယ်
အဲ့လိုတွဲကပ်လို့မရအောင် cranberry ကအလွှာပါးလေးကိုဖန်တီးပြရဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကအနီရောင် berry ကြီးကိုစားသုံးတဲ့နဲ့နံပါတ်4 probiotic မိဝဲပါ probiotic ဆိုတာကြတော့အခုလူရင်းနဲ့တိတ်မစိမ့်တော့ဘူး probiotic ဆိုတာကြတော့တက်ရှိအနုပိုးမွားလေးတွေဖြစ်တယ်ခန္ဓာကိုယ်အကျိုးပြုတဲ့တက်ရှိပိုးမွားလေးတွေဖြစ်တယ်ဒီ probiotic ကြောရတဲ့အစားအစာတွေကတော့ဒင်ဂျင်တို့ကင်ချီတို့နောက်ကခီဖာတို့လိုမျိုးနောက်ကချင်းဘတ်တီလိုမျိုး probiotic ကပေါ်ကျွဲသွားတယ်ဒါကြောင့်မို့လို့ပိုးသက်စေနဲ့ probiotic တွဲပေးတဲ့လူတွေကတဲ့ဒီစီးလင်းကြောင်းပိုးဝင်တာကိုအလင်းမြန်တက်တာစေရဆိုလေ့လာမှုတွေရှိတယ်ဒါကြောင့်မို့လို့ probiotic ကိုမိဝဲတင်တယ်ပေါ့နော်ကျွန်တော်တို့နောက်ဆုံးချက်အနေနဲ့ကကျတော့စီးသွားခြင်းအောင့်မထားနဲ့စီးသွားခြင်းထိရှိရင်ချက်ချင်းသွားဖို့လိုတယ်နောက်ခါဆိုရင်အဲ့ရဝင်ကန်ဒီမှာစီးသွားဖို့လိုတယ်လင်မဆက်ဆံခြင်းနဲ့လင်ဆက်ဆံပြီးမှလည်းစီးသွားဖို့လိုတယ်နောက်ကဆိုတွင်းကန်တွေလည်းတရှင်းမှုရှိဖို့လိုတယ်နောက်က supplement တွေဖြစ်တဲ့ခုနပြောတဲ့ cranberry ပေါ့နော်အနီရောင် berry ရဲ့ supplement ကျက်သွန်ဖြူကျက်သွန်နီကထုတ်ထားတဲ့ supplement တွေမိဝဲတာကလည်းစီလန်ကြောင်ပိုးဝင်ခြင်းကိုတက်တာစေနိုင်ပါတယ်အခုကျွန်တော်ဝင်မြပေးခဲ့တဲ့အချက်တွေကိုဒါတေချာလိုက်နာမယ်ဆိုရင်စီလန်ကြောင်ပိုးဝင်ခြင်းကနေကင်းဝေးခြင်းမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ